မင်္ဂလာပါခင်ဗျာအောင်ဆန်းစကန်ကရောင်းဝယ်ရေးကကိုလည်းပွားပါခင်ဗျာဒီကားလေးကတော့2010နဲ့ရေကိုမနေပိုးကြီးပေါ့မြန်မာငွေ7,600နဲ့ဆိုဒီနဲ့ရောင်းနေပါမယ်ကြိုင်စပယ်ခဲ့ပါအောင်ဆန်းမှာကားရောင်းနေပါလိမ့်ခင်ဗျာဒါလေးကတော့စကန်ဖြစ်ပါတယ်ဒီဘက်ကိုဒီပါခင်ဗျာဒါလေးကတော့နံပါတ်နဲ့ဝတ်တော့ပါခင်ဗျာကြိုင်စပယ်ခဲ့ပါကပ်ပေါ်လေးပေါင်းများပါတယ်အောင်ဆန်းမှာကားဝယ်ရောင်းချင်စပယ်ခဲ့ပါခင်ဗျာကားအင်ဂျင်ကြီးပေါက်ပိုင်းတော့ရေကွန်းဆောင်ပေါက်ပိုင်းနဲ့ကောင်းပါတယ်ခင်ဗျာဒီမှာတော့2010ရေးထားပါတယ်ဒီမှာတော့2010ပုံပြောင်းနေပါခင်ဗျာတော့ကားလေးကို600မြန်မာငွေ7,600နဲ့ရောင်းပေးပါမယ်ခင်ဗျာ